ကဲမယ်ရီငါပြောတဲ့မှော်ရည်တွင်ဆိုတာဒီရည်တွင်ပဲမင်းကိုအဆင်ပြေပြေနဲ့ရေရင်းနဲ့ရောက်သွားအောင်လို့ငါကူညီပေးပါမယ်တခါကရွာလေးတစ်ရွာမှာရုပ်အလွန်ဆိုးတဲ့မေရီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။သူကရုပ်အလွန်ဆိုးလွန်းတာကြောင့်ဘယ်အလှပွဲကိုမှမသွားဘဲနဲ့နေလေးရှိပါတယ်။ဟဲ့ရုပ်ဆိုးမလေးဘယ်ဦးလဲဟာ။ဘာလဲရုပ်ဆိုးလွန်းလို့ရေကန်နဲ့သွားပြီးတော့ခုံချမလို့လား။အဲ့လိုတော့မလုပ်နဲ့နော်။ငါတို့ကတရေအရန်ကြောက်တတ်တာ။ငါရုပ်ဆိုးတာငါသိပါတယ်။ဒါပေမဲ့ကိုတေချောင်းကြံရလောက်အောင်တော့ငါမမိုက်သေးဘူး။နားလေလားငတုံရဲ့။အောင်မရုပ်ဆိုးမငါ့ကိုများငတုံနဲ့နေကဘလောက်ထက်နေတော်နေလို့လဲတော်ပြီဟာရုပ်ဆိုးမှနာနေရတာကြာရင်ငါပါရုပ်ဆိုးတွေကူးကုန်တော့မေဒီလိုနဲ့ပေတီးကမယ်ရီရဲ့နားကနေထွက်သွားပါတော့တယ်မယ်ရီဟိုကောင်ပေတီးကနင့်ကိုဘာတွေပြောသွားတာလဲဘာမှမဟုတ်ပါဘူးဟာထုံးစံတိုင်းပေါ့ငါရုပ်ဆိုးတဲ့အကြောင်းကြီးမွန်ကန်ဖွင့်သွားတာလေစိတ်မကောင်းမဖြစ်ပါနဲ့မယ်ရီနေကရုံမလှပြီမဲ့စိတ်ထားတော့လှပါတယ်ရုပ်လှဖို့ထက်စိတ်ထားလှဖို့ကအဓိကပါငါနဲ့ကိုအမြဲတမ်းအားပေးနေပါမယ်ဘယ်တော့မှစိတ်မငြင်းနဲ့ကြားလားအေးပါဟာနင့်ဆရာဒီစကားတွေကြားရတာငါဝမ်းသာပါတယ်ဘသူတွေကငါ့ကိုဘလို့ပဲပြောနေရတော့ငါ့ကိုအမြဲတမ်းအားပေးနေမြဲပဲနင့်ကိုလည်းကျေးဇူးတင်ပါတယ်ဒါနဲ့ငါသွားလိုက်အောင်မယ်နော်ငါကြားနေရင်အဖေစုကန်ထိမှာဆိုလို့ပါအေးဂယူးဆိုင်ပြီးသွားနော်သမီးရွာတွေကပြန်လာတော့မျက်နှာလေးမကောင်းပါလားဘာဖြစ်လို့လဲသမီးအဖေတင်တာပြောရရင်တော့သမီးကိုရွာတွေကလူတွေစားလိုက်နောက်လိုက်ကြပြီးတင်နေဟုတ်တယ်ဖေရရွာထဲသွားရင်ဒီလိုပဲအစားခံနေရကြတော့သမီးလည်းရိုးနေပါပြီအေးကွယ်စိတ်မကောင်းမဖြစ်ပါနဲ့တီးခံစိတ်သားထားပါဘသူတွေဘာတွေပဲပြောစိတ်မဆိုးနဲ့တော့သမီးဘဝဆိုတဲ့အချိန်တိုလေးအတွင်းမှာကောင်းသောစိတ်ကလေးနဲ့နေမှာတန်ဖိုးရှိတာပါသမီးရေဟုတ်ကဲ့ပါအဖသမီးစိတ်ကောင်းထားပြီးတော့လူတိုင်းကိုဆက်ဆံနေပါတယ်အဖတာဓုကွယ်တာဓုမယ်ရီရုပ်ဆိုးလွန်းတဲ့နင်းဘဝကိုစိတ်မညစ်ဘူးလားဟင်ရှင်ရဘာတူလဲငါကကျင်းစာမိထားတဲ့ဆုံးမတယောက်ပါငါကအရင်တော့ကအရန်ဆိုးတဲ့ဆုံးမပေါ့တနေ့မှာတော့သူတော်စင်ပုဂ္ဂိုလ်တယောက်ကိုစော်ကားမိလို့ကျင်းစာတိုက်ခံခဲ့ရပြီးတော့အခုတော့ကြားတစ်ပိုင်းလူတစ်ပိုင်းဖြစ်သွားခဲ့ရတာပါအဲ့ဒီကျင်းစာကိုဖြေဖို့အတွက်နေကူညီနိုင်မယ်ထင်ပါတယ်ကျမကရုပ်ဆိုးလွန်းတော့လူတွေကဲ့ရဲ့တာကိုနေ့စဉ်ခံခဲ့ရလို့စိတ်ညစ်မိခဲ့တာတော့အမှန်ပါပဲဒီဟာဆုံးမရုပ်ကူညီဖို့ဆိုတာကကျမလိုတာမန်မိန်းကလေးတစ်ယောက်အနေနဲ့မဖြစ်နိုင်ဘူးလို့ထင်မိပါတယ်ဒီကမိန်းကလေးသာကူညီမယ်ဆိုရင်အဆင်ပြေသွားမှာပါကွယ်ငါ့ကိုကူညီမယ်ဆိုရင်နေရဲ့ရုပ်ကိုလည်းချောမောလှပသွားအောင်လို့ငါကူညီနိုင်ပါတယ်ငါလည်းအရင်လိုမစိုးတော့ပါဘူးကြံရှိနေသေးတဲ့ငါရဲ့နေ့ရက်တွေမှာမကောင်းမှုတွေကိုမလုပ်တော့ဘဲကောင်းကျိုးတွေကိုသာပြုလုပ်ဖို့ဆုံးဖြတ်ထားပါတယ်အင်းလေဒီဟာဆုံးမကြီးကကျမကိုလည်းကူညီမယ်ဆိုတော့ကျမကလည်းပြန်ပြီးကူညီရမှာပေါ့ရှင်ဒါနဲ့ကျမကဘလို့ပြန်ပြီးတော့ကူညီပေးရမလဲဆိုတာကိုသာပြောပါငါ့ကိုမကူညီခင်နေ့ရက်အယုတ်ဆိုးအကြီးတန်းနေတဲ့ခန္ဓာကိုယ်အရင်လောက်အောင်လုပ်ရမှာပါအဲ့လိုလုပ်ဖို့ကမော်ရည်တွင်းထဲကိုဆင်းပြီးတော့မော်ရည်နဲ့ချိုးရပါလိမ့်မယ်မော်ရည်ချိုးပြီးလို့ပြန်တက်လာတဲ့အခါငါတောက်ဖို့အတွက်မော်ရည်အနှင်းငယ်ပြန်ပြီးယူလာပေးရင်ရပါပြီအဲ့ဒီမော်ရည်ကိုတောက်လိုက်ရရင်တော့ငါရဲ့ချိန်စာတွေပြေသွားပါလိမ့်မယ်ဒါနဲ့မသိလို့တခုလောက်မေးချင်ပါတယ်ဒီကဆုံးမကြီးကမော်ရည်တွင်းထဲရရေကိုကိုယ်တိုင်ခတ်ပြီးတောက်လိုက်ရင်ချိန်စာပြေတာပဲမဟုတ်ဘူးလားတာမန်လူတစ်ယောက်ဆိုရင်တော့မင်းပြောတာလည်းဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့ငါကချိန်စာမိထားတဲ့အတွက်မော်ရည်ကန်ထဲကိုဆင်းလို့မရတာပါအဲ့ဒါကြောင့်အကူအညီတောင်းရတာပါဩဒီလိုလားအဲ့ဒါဆိုရင်မော်ရည်ကန်ကဘယ်မှာရှိတာလဲရှင်မော်ရည်ကန်ကတောရင်းတနေရာမှာရှိတာပါကဲငါတို့အချိန်ရှိတော့သွားကြရအောင်ဒီလိုနဲ့မယ်ရီကဆုံးမကြီးနဲ့အတူတောထဲကိုလာခဲ့ကြပါတော့တယ်ဆုံးမကြီးရှင်ကျမတို့မိုးလဲချုပ်နေပြီဆိုတော့ခရီးဆက်လို့အဆင်ပြေပါမလားပြေပါတယ်ဘာမှစိတ်မပူနဲ့ငါတယောက်လုံးပါနေရပဲစိတ်ပူစရာမရှိဘူးတောကောင်တွေကိုလည်းကြောက်စရာမလိုပါဘူးကဲငါတို့ခရီးဆက်ကြရအောင်ဒီလိုနဲ့ပဲဆုံးမကြီးနဲ့မယ်ရီတို့ကခရီးဆက်လာခဲ့ပါတယ်သူတို့ကတညလုံးခရီးဆက်လာရင်မိုးလင်းတဲ့အခါမှာတော့မှော်ရည်တွင်းစီကိုရောက်လာခဲ့ပါတယ်ကဲမယ်ရီငါပြောတဲ့မှော်ရည်တွင်းဆိုတာဒီရည်တွင်းပဲမင်းကိုအဆင်ပြေပြေနဲ့ရေရင်းနဲ့ရောက်သွားအောင်လို့ငါကူညီပေးပါမယ်
ပြန်တက်လာရင်တော့ငါအတွက်မှော်ရည်ခတ်လာပေးဖို့မမေ့နဲ့နော်အဲ့ဒီမှာဆုံးမကြီးကသူ့ရဲ့မှော်အဆောင်အသုံးပြုပြီးမယ်ရီကိုရေရင်းနဲ့ပို့ပေးလိုက်ပါတယ်ခဏအကြာမှာတော့မယ်ရီကရေရင်းနဲ့ကနေပြန်ပြီးတက်လာခဲ့ပါတယ်ကျမရုပ်လှသွားပြီပဲကျမအရင်ဝမ်းသာလိုက်တာရှင်ဒီရောက်ဆုံးမယူတာကျေးဇူးအရင်တင်ပါတယ်ရပါတယ်မယ်ရီကျေးဇူးတင်ဖို့မလိုပါဘူးမင်းယူလာတဲ့မှော်ရည်သာငါ့ကိုပေးပါအဲ့ဒီမှာဆုံးမကြီးကကျင်းစားပြေသွားပြီးတော့အရင်တိုင်းပြန်ပြီးဖြစ်သွားတော့တာပေါ့ကွယ်အဖေသမီးကိုပြောင်းလို့လိုက်ရှာနေရလားဟင်နေရဘာတူလဲမယ်ရီမဟုတ်ရဲ့လားဟုတ်ပါတယ်အဖေရဲ့သမီးကမယ်ရီပါဆုံးမကြီးကကူညီပေးလို့သမီးရဲ့ရုပ်ရည်အခုလိုလှပသွားရတာပါအေးကွယ်အခုလိုငါသမီးလေးကိုမြင်ရတာအဖေအရင်ဝမ်းသာတာပဲကွယ်နောက်နေ့မှာတော့မယ်ရီကရွာထဲကိုသွားရင်းနဲ့သူ့ကိုစားနောက်လှောင်ပြောင်ပြောဆိုနေတဲ့ပေတီးနဲ့လမ်းမှာတွေ့လိုက်ပါတယ်ဟင်ဒါကဘယ်အကောင်မလေးပါလေငါချစ်သူလေးဖြင့်တိတ်ကောင်းပါပဲဟေးပေတီငါ့ကိုမမှတ်မိဘူးလားငါမယ်ရီလေဟင်တကယ်လားမဖြစ်နိုင်ပါဘူးဟာမယ်ရီကအသားအမဲမဲရုပ်ဆိုးလို့နဲ့ဆုံးမကြီးပါနေရလှတာပတာလေးမယ်ရီနဲ့တခြားစီပါဟာတကယ်မယ်ရီအစ်စ်ပါနေလှောင်ပြောင်ပြောဆိုနေတဲ့မယ်ရီပဲတကယ်ပေါ့လေငါတော့ကြွေသွားပြီဟာကြွေသွားရင်လည်းတေးလိုက်တော့ဟေ့လူတွေများအပြောင်းလေးရမြန်လိုက်တာသမီးမယ်ရီဟင်ဆုံးမကြီးပါလားဟုတ်တယ်သမီးစင်းရဲတဲ့သမီးရဲ့ဘဝကိုမကြည့်ရလို့ရတနာတချို့လာပေးတာပါရပါရဲ့ဆုံးမကြီးရဲ့မယ်ရီတို့ကစင်းရဲတဲ့ဘဝမှာနေသားကြနေပါပြီဒီလိုလည်းမဟုတ်ဘူးလေသမီးရဲ့သမီးအဖေကလည်းအသက်ကြီးပြီကျမ်းမာရေးရလည်းရှိသေးတယ်သမီးရဲ့နောက်ရေးအတွက်ကလည်းရှိသေးတော့သမီးမှာငွေရှိမှဖြစ်မှာလေငွေမရှိတဲ့ဘဝမှာသမီးမျက်နှာငယ်ရလိမ့်မယ်အဲ့ဒါကြောင့်ယူထားလိုက်ပါသမီးရဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အဲ့ဒီမှာမယ်ရီကဆုံးမရေးပေးတဲ့ရတနာတွေကိုရသွားပြီးတော့ချမ်းသာသွားတော့တာပေါ့ကွယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကပေးချင်တဲ့သင်ခန်းစာကတော့ဘဝဆိုတာအမြဲတမ်းဖြစ်တည်နေတာမဟုတ်ဘဲပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုတာပါပဲကိုထက်နေပါတဲ့သူကိုထက်နွမ်းပါတဲ့သူတွေကိုတွေ့ရင်မလောင်မပြောင်မကြည့်စေပဲဖေးမကူညီပေးကြရမယ်နော်ပရိသတ်များရှင်ပုံမြင်လေးကိုအစားအနေအဆုံးတိုင်ကြည့်ရှုနားဆင်ပေးခဲ့လို့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာမို့လို့ channel လေးကို like and subscribe လေးလုပ်ပြီးတော့နားဆင်အားပေးခဲ့ကြပါဦးနော်